Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ပြီးခဲ့တဲ့အခါကဒီဗီဒီယိုမှာပြိုင်ပွဲတွေကြည့်ပြီးတော့ RAM မှာယူသုံးလို့ကောင်းမဲ့ drop pick တွေရဲ့အကြောင်းကိုပြောပြခဲ့ပါတယ်အဲ့ဒီဗီဒီယိုရဲ့အောက်မှာ solo player တွေကဒီလို drop တွေကိုယူသုံးလို့မရဘူး solo ဆော့တဲ့အခါမှာတော့တိုင်ပတ်မှာပဲလို့ပြောကြတာတွေရှိပါတယ်ဒါကြောင့်မို့လို့ဒီနေ့ဗီဒီယိုမှာအရင်ပြောခဲ့တဲ့ hero combination လေးခုကို party ဆော့တဲ့နေရာမှာတွေမကဘဲနဲ့ solo duo နဲ့ trio ဆော့တဲ့အခါတွေမှာလည်းဘယ်လိုမျိုးအသုံးချလို့ရမလဲဆိုတာနဲ့ဘယ်လို hero တွေကိုင်တယ်လဲဆိုတာကိုပြောပြသွားမှာဖြစ်ပါတယ်ဆိုတော့အကြောင်းအရာလေးကိုစိတ်ဝင်စားတယ်ဆိုရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးဒါဆိုရင်တော့အချိန်မဆွဲတော့ဘဲနဲ့ဗီဒီယိုလေးကိုစလိုက်ရအောင်ခုဗီဒီယိုကအရင်တင်ခဲ့တဲ့ဗီဒီယိုနဲ့ဆက်နေတဲ့အတွက်ဒီဗီဒီယိုကိုမကြည့်ရသေးရင်အရင်သွားကြည့်ဖို့အတွက်ပြောချင်ပါတယ်ဘော်ရာကအဲ့ဒီဗီဒီယိုကြည့်ပြီးသွားပြီဆိုရင်တော့အဓိကအကြောင်းအရာကိုဆက်သွားလိုက်ပါမယ်ပထမဆုံးကျွန်တော်တို့3ယောက် trio ဆော့တဲ့အခါမှာယူတင်တဲ့ hero ပုံစံကနေစပြောလိုက်ရအောင်3ယောက်တွဲဆော့တော့မယ်ဆိုရင်ကိုနဲ့တွဲပြီးမဲ့ public က2ယောက်ကဂျူရိုတွဲဖြစ်နိုင်တယ်လို့ solo 2ယောက်လည်းဖြစ်နိုင်ပါတယ်သူကသာသူဘာပဲဖြစ်ဖြစ်ကိုက3ယောက်ဖြစ်တဲ့အတွက်ဘယ်လို hero ကွန်မူနဲ့ဆော့မလဲဆိုတာကိုကိုပါကိုစဉ်းစားရပါမယ်3ယောက်ဆော့တော့မယ်ဆိုရင် mid trio ဆိုတာကအကောင်းဆုံးပဲဖြစ်ပါတယ် mid trio ဆိုတာကတော့ tank main နဲ့ hyper ဆိုပြီးဒီ row 3ခုနဲ့ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်အဲ့လိုဆော့တော့မယ်ဆိုရင် lobby မှာတဲ့က3ယောက်လုံးတူတူ roam mid နဲ့ jungle ဆိုပြီးတော့ရွေးထားရပါမယ်အဲ့လိုယူထားမှာပဲ drop ရောက်တဲ့အခါမှာကိုကင်တဲ့ row ကိုတယောက်နဲ့တယောက်ပြန်ပြီးတော့လဲလို့ရမှာဖြစ်ပါတယ်ပြီးခဲ့တဲ့ဗီဒီယိုမှာကျွန်တော်ပြောခဲ့သလိုပဲ hero ယူတော့မယ်ဆိုရင်ကိုယ့်ဘက်က first pick ရလား second pick ရလားဆိုတာနဲ့ဘယ်လိုမျိုး combo တွေနဲ့ဆော့မလဲဆိုတာပေါ်မူတည်ပြီးတော့ဒီ meta ရဲ့ overpower hero တွေကိုရအောင်ယူရပါမယ်ပြီးရင်တော့ flexible hero တကောင်ယူပါဥပမာ die combination နဲ့ဆော့တော့မယ်ဆိုရင်တန်ရော hyper ရောဆော့လို့ရတဲ့ Basia လို hero တကောင်ကိုယူထားရပါမယ်ပြီးမှ enemy ရဲ့ hero pick ပေါ်မှာမူတည်ပြီးတော့ဘာရှာက hyper ဖြစ်မလား roam ဖြစ်မလားဆိုတာကိုစဉ်းစားလို့ရပါတယ် mid trio ဆော့ရမယ်ဆိုရင်2မျိုးလုပ်လို့ရပါတယ်တစ်ခုက hyper နဲ့ roam က enemy mid ကိုတင်းဝင်တိုက်ပြီးတော့ဖြတ်မယ်နောက်တစ်ခုက lane ကိုအမြန်ရှင်းပြီးတော့တစ်ဖက် side lane တွေကိုတွားကန်မယ်ပေါ့ဒီနေရာမှာပထမတစ်ခုကိုအရင်လုပ်တာပိုကောင်းပါတယ်ဘာလို့လဲဆိုတော့ကိုက3ယောက်ဆော့တာဖြစ်တဲ့အတွက် public ကပါလာတဲ့ side lane တွေကိုတွားကန်တာထက်ဆိုင်ရင်ကိုဒီ3ယောက်ကအတိုင်းပေါင်းညီညီနဲ့ enemy mage ကိုကန်ပြီးတော့အဲ့ဒီ mage ကျသွားတော့မှ side lane တွေကိုတွားကန်မယ်ဆိုရင် KR ကိုပို့ပြီးတော့လွယ်ကူမှာဖြစ်ပါတယ်တကယ်လို့ကိုရီရဲ့3ယောက်တွဲမှာ mid ဆော့တဲ့သူမပါဘူးဆိုရင် roam ကိုနဲ့ jungle ဆိုပြီးတော့ဆော့လို့ရပါတယ်ဒီကုန်းပေါ်မှာကကိုယ့်ဘက်မှာ massman ပါနေတဲ့အတွက် family ရှာမှာဖြစ်လို့ခုနက mid trio လို့တော့အရင်အလုပ်ဆော့လို့ရတော့မှာမဟုတ်ပါဘူးဒါပေမဲ့ hyper နဲ့ roam မှာပေါင်းပြီးတော့ goal lane ကိုတောက်လျှောက်ခန်းနေနိုင်မယ်ဆိုရင်အစာပိုင်းတွေကကိုယ့်ဘက်က goal lane ကတာသွားမှာဖြစ်တဲ့အတွက်ပွဲကိုအများကြီးစိုးမိုးထားလို့ရမှာဖြစ်ပါတယ်ပြောရမယ်ဆိုရင် trio ဆော့ရတာက party ဆော့တာနဲ့နှီးစပ်တဲ့အတွက်တိတ်ပြီးတော့အခက်အခဲရှိမှာမဟုတ်ပါဘူးဒါဆိုရင်အခက်အခဲရှိနိုင်တဲ့နှစ်ခုကိုဆက်သွားလိုက်ရအောင်ခဏလေးနောက်တစ်ခုဆက်မသွားခင်ဘော်ရာအိုထဲမှာ tournament ကိုငှားဖို့ရှာနေတာတို့ rank တင်ရတာတိုင်ပတ်နေတာတို့ဖြစ်နေတယ်ဆိုရင် Anno tournament champion နဲ့မိတ်ဆက်ပေးခြင်းပါတယ် Anno tournament champion မှာက all skin all hero ကင်လို့ရတဲ့10ယောက်စာ tournament တစ်ပွဲကိုအခုလာထဲမှာ promotion ဈေးနှုန်း9000ကျပ်ထဲနဲ့ဆော်လို့ရမှာဖြစ်ပါတယ်နောက်ပြီးတော့နေ့ကင်းဘက်တွေမှာ run 2ပွဲငှားမယ်ဆိုရင်တစ်ပွဲ free ပေးဦးမှာပါဒါအပြင် rank တင်ရတာအခက်အခဲရှိလို့ rank ဘူးလုပ်ချင်တယ်ဆိုရင်လည်းအခုလက်ရှိရောက်နေတဲ့နေရာကနေအများဆုံး star 1000တင်လို့ရမှာဖြစ်ပြီးတော့မြန်မာနံပါတ် global နံပါတ် try ချင်ရင်လည်းစားပေးပါသေးတယ်နောက်ပြီးတော့သူတို့စီမှာ squad vs squad ပြိုင်ပွဲတွေကိုလည်းစီစဉ်ပေးပါတယ်ဒီလိုမျိုး survey တွေအကြောင်းကိုအသေးစိတ်သိချင်တာတို့ tournament ကိုငှားချင်တာတို့ဆိုရင်ပင်ကုန်းမန့်က Anno tournament champion ရဲ့ Telegram channel မှာတွားရောက်မြင်မြန်လို့ရပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဗီဒီယိုလေးကိုဆက်သွားလိုက်ရအောင်trio ဆော့တဲ့အကြောင်းကိုပြောပြပြီးဆိုတော့ကောင်မလေးနဲ့2ယောက်တွဲဆော့တာတို့ဆော်မရှိတဲ့ကောင်တွေကလည်းတငယ်ချင်းနဲ့2ယောက်တွဲဆော့ဖို့အတွက် hero combo တွေအကြောင်းကိုဆက်ပြောလိုက်ပါမယ်ဂျူလိုဆော့မယ်ဆိုရင်တော့ public ကပါလာတဲ့3ကောင်ကိုကြည့်ဖို့လိုအပ်လာပါပြီဒီနေရာမှာ trio 3ကောင်နဲ့တွဲပြီးရင်တော့တိတ်ပြီးပြဿနာမရှိပါဘူးခုနကလိုမျိုး mid trio 3ကောင်ပါလာမယ်ဆိုရင်သူတို့တွေဘယ်လို hero တွေယူလဲသူတို့ယူတဲ့ hero နဲ့ combo တွဲလို့ရမယ့် hero တွေကို license ပေးလိုက်ရုံပါပဲနောက်ပြီးတော့ပွဲတွေရောက်တဲ့ခါမှာလည်းဒီ3ကောင်လမ်းပတ်တာကိုဆောက်နည်းနည်းဆေးပြအောင်နေပြီးတော့သူတို့ဆော့တဲ့လိုမျိုးတွေလိုက်ပြီးတော့ဆော့လိုက်မယ်ဆိုရင် AC လေးခိုးစီးသွားလို့ရမှာဖြစ်ပါတယ်အဲ့လိုမျိုး public ကပါလာတဲ့3ကောင်က trio ဟုတ်မဟုတ်ဆိုတာကတော့သူတို့ရဲ့ squad နာမည်ကိုကြည့်ပြီးတော့ပဲခွဲလို့ရမှာဖြစ်ပါတယ်ဒါပေမဲ့အဲ့လို trio 3ကောင်နဲ့မတွဲပေးဘဲနဲ့ judo 2ကောင် solo 1ကောင်နဲ့တွဲပေးမယ်ဆိုရင်တော့တိုင်စားပတ်ပါပြီအဲ့ထက်ပိုဆိုတဲ့ solo 3ကောင်နဲ့တွဲပေးမယ်ဆိုရင်တော့ပို့ပြီးတော့ခက်ခဲသွားမှာဖြစ်ပါတယ် ဒါ
ဒါပေမဲ့စိတ်မပူပါနဲ့အဲ့လိုမျိုးတွေတွဲပေးမယ်ဆိုရင်အခုလိုမျိုးဂျူရို combination တွေနဲ့ဆော်လို့ရပါတယ်ပထမတစ်ခုကတယောက်ကဂိုးလိမ့်ဆော်မယ်ဆိုရင်တယောက်က roaming ဆော်ရမှာဖြစ်ပါတယ်ဒီနေရာမှာ Roma ကဂိုးလိမ့်ရဲ့အားနည်းချက်ကိုကောင်းကောင်းဖြည့်ဆည်းပေးနိုင်ရမှာဖြစ်ပါတယ်ဥပမာအနေနဲ့ Diki နဲ့ Izia တို့ Diki နဲ့ Freya တို့လို combo မျိုးတွေမှာဆိုရင် Izia ရဲ့ ultimate က damage ကျန်နေဆိုရင်ပဲ enemy တွေကိုဖမ်းထားဖို့အတွက်မလုံလောက်ပါဘူးဒီနေရာမှာ Diki ရဲ့ skill 2နဲ့ enemy ကိုလှမ်းဖမ်းတာမျိုးတွေလုပ်ပြီးတော့ဆွဲထားလို့ရမှာဖြစ်ပါတယ်နောက်တစ်ချက်က Izia က ultimate သုံးနေတဲ့ချိန်တွေမှာ stun ခံလိုက်ရမယ်ဆိုရင်အဲ့ဒီ ultimate ကြီးကအလကားဖြစ်သွားမှာပါဒါကိုလည်း Diki ရဲ့ ultimate နဲ့ပြန်ပြီးတော့ cover လုပ်လို့ရပါသေးတယ် Freya နဲ့ Diki အတွက်ရလဲအဲ့လိုပါပဲ Freya က damage ကျန်နေဆိုပေမဲ့ stun နဲ့လေးထိသွားတဲ့တိုင်ပဲသွားမှာပါဒါကို Diki ရဲ့ ultimate နဲ့ cover လုပ်ပေးနိုင်မှာဖြစ်သလို enemy တွေပြေးဖို့မလွယ်အောင်လဲ skill 2နဲ့ချုပ်ထားလို့ရအောင်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့ Roma လိုက်ဖိနေကြမလို့ပဲနဲ့ဂိုးလိမ့်က Roma ရဲ့လိုအပ်ချက်ကိုဖြည့်ပေးမှာဖြစ်ပါတယ်ဘယ်လိုမျိုးလဲဆိုတော့ Franco ရဲ့ skill 1က enemy တကောင်မိသွားမယ်ဆိုရင်ကေးရဖို့အတွက်လွယ်တယ်ဆိုပေမဲ့တကယ်တမ်းမှာအဲ့ဒီ enemy ကိုမိဖို့ကတော့လွယ်ကူမှာမဟုတ်ပါဘူးဒီနေရာမှာ stand ပါတဲ့ Maxman တကောင်နဲ့သာတွဲလိုက်မယ်ဆိုရင် Franco ရဲ့ချိတ်ကထိဖို့လွယ်ကူသွားမှာဖြစ်ပါတယ်နောက်ထပ် Juro ဆော့မယ်ဆိုရင်တွဲလို့ရတဲ့ combo ကတော့တယောက်က mid lane ဆော့ပြီးတော့တယောက်က jungle ဆော့တာပဲဖြစ်ပါတယ်ဒီနေရာမှာတစ်ခုသတိထားမှာက Jungler က family ရန်ရှာတဲ့ assassin hero တွေခြင်တော့မယ်ဆိုရင်တော့မင်းလိန်ဆောတဲ့သူက family ရန်ရှာတဲ့ mage တွေဖြစ်တဲ့ Cillion တို့ Xavier တို့ကိုရှောင်တာပိုကောင်းပါတယ်တကယ်လို့မင်းလိန်ဆောတဲ့သူကအဲ့လို hero တွေခြင်မယ်ဆိုရင်တော့ hyper အနေနဲ့ဒါကိုပြန် cover ဖြစ်ဖို့အတွက် Jury ပဲ Jungler ဒါမှမဟုတ်လို့ရှိရင် fighter Jungler ထုတ်တာပို့ပြီးတော့ကောင်းပါတယ်အခုလိုမျိုး mid jungle combo နဲ့ဆုံမယ်ဆိုရင်ခုနက mid trio လိုမျိုးပဲ Jungler က enemy mid ကိုတောက်လျှောက်ဝင်ခံနေရမှာဖြစ်ပါတယ်ဒီနေရာမှာ public ကပါလာတဲ့တန်အပါဝင်ပြီးတိုက်ပေးမယ်ဆိုရင်မထင်မှန်ဖက်နဲ့ Juro ဆော့ရာကနေ trio ဆော့သလိုမျိုးဖြစ်သွားမှာပါဒါပေမဲ့အဲ့ဒီတန်မပါဘူးဆိုရင်တော့မှအဆင်ပြေပါတယ် enemy mid ကိုကန်လိုက် goal lane တို့ side lane တို့ကိုတွားကန်လိုက်လုပ်နေရမှာဖြစ်ပါတယ်နောက်ထပ် Juro ဆော့လို့ရတဲ့ combo ကတော့တယောက်က hyper ကိုင်းပြီးတော့တယောက်က Roma ကိုင်းရမှာဖြစ်ပါတယ်ဒီ combo ကလည်းခုနက combo လိုမျိုးပဲ hyper က assassin တွေဆင်းမယ်ဆိုရင် Roma အနေနဲ့ support hero တွေဆောင်းမှာဖြစ်ပါတယ်တကယ်လို့ Roma က support ဆင်းမယ်ဆိုရင်တော့ hyper က Jury ပဲဒါမှမဟုတ် fighter hero တွေကိုဆင်ရမှာပါခုနလိုမျိုးပဲ mid ကိုကန်ရင်လည်းအဆင်ပြေရင် mid trio တောင်ဖြစ်သွားနိုင်ပါသေးတယ်Okay ဒါဆိုရင်တော့နောက်ဆုံးဆရာကြီးရဲ့နေရာဖြစ်တဲ့ solo ဆော့တဲ့အခါမှာယူသင့်တဲ့ hero combo တွေရဲ့အကြောင်းကိုဆက်သွားလိုက်ပါမယ်Solo ဆော့တဲ့အခါမှာတော့များသောအားဖြင့်ကိုလိုမျိုးတယောက်တည်းဆော့တဲ့၄កောင်ကိုပဲတွဲပေးတာပုံများပါတယ်တကယ်လို့အဲ့လိုမျိုး solo ၄កောင်တို့ Juro 2កောင်တို့နဲ့တွဲပေးတော့မယ်ဆိုရင်ပထမဆုံးလုပ်ရမှာက EXP လိန်ဆော့တဲ့ကောင်ကိုကြည့်ရမှာဖြစ်ပါတယ်ဒီကောင်ရဲ့ပြီးခဲ့တဲ့ပွဲတွေမှာက6တို့ဇီလောင်းတို့ကင်ထားမယ်ဆိုရင်ဘာမှမပြောပါနဲ့အဲ့ဒီကောင်တွေကိုတန်ပန်းလိုက်ပါဘာလို့လဲဆိုတော့ဒီ hero တွေကမကြမ်းလို့မဟုတ်ပါဘူးဒီ hero ကင်တဲ့ကောင်တွေကစောက်တွဲလုပ်နေလို့ဖြစ်ပါတယ်ပြီးသွားပြီဆိုရင်တော့ကိုဘက်ကကောင်တွေရဲ့ hero ဆင်းတဲ့ပုံစံကိုကြည့်ရပါမယ်ဒီကောင်တွေဆင်းသွားတဲ့ hero တွေကအာလီပိုင်းတာတဲ့ hero တွေလားလေဂိမ်းတာတဲ့ hero တွေလားဆိုတာကိုကြည့်ရပါမယ်တကယ်လို့အစာပိုင်းကျန်းတဲ့ hero တွေကိုပဲဆင်းသွားတယ်ဆိုရင်တော့ကိုကလေဂိမ်းကျန်းတဲ့ hero တစ်ကောင်ကိုဆင်းပေးရပါမယ်တကယ်လို့လေဂိမ်းကျန်းတဲ့ hero တွေပဲဆင်းသွားမယ်ဆိုရင်တော့ကိုကအစာပိုင်းမှာကျန်းနိုင်တဲ့ hero တစ်ကောင်ကိုဆင်းပေးရပါမယ်ဒါကြောင့်မို့လို့ solo ဆော့တဲ့အခါမှာ roaming ကိုအဓိကထားပြီးမြည်ဖို့အတွက်တိုက်တွန်းခြင်းပါတယ်တကယ်လို့ကိုက roaming ဆော့မယ်ဆိုရင်လည်းကိုဘက်မှာက frontline hero တွေများလား backline hero တွေများလားဆိုတာကိုကြည့်ရပါမယ်ဒီနေရာမှာ EXP ဆော့တဲ့ကောင်ကဗတ်တင်မှာအမာခံပေးလို့ရတဲ့ကတော့က high lock နဲ့ ruby တို့လို hero တွေဆင်ထားမယ်ဆိုရင်တော့ကိုကတန်းတစ်ကောင်ထပ်မကင်တော့ဘဲနဲ့ support hero တစ်ကောင်ရွေးလိုက်တာပို့ပြီးတော့ကောင်းပါတယ်တကယ်လို့ EXP ဆော့တဲ့ကောင်က damage ကျန်ပြီးတော့ jury ပဲအားနေတဲ့ hero တစ်ကောင်ဆင်ထားမယ်ဆိုရင်တော့ကိုကတန် hero တစ်ကောင်ကင်လိုက်တာပို့ပြီးတော့ကောင်းပါတယ်EXP ဆော့တဲ့သူတွေအနေနဲ့ကလည်းဒီလိုပဲတွေးရမှာဖြစ်ပါတယ်။ Roma က support hero ကင်ထားမယ်ဆိုရင်ကိုကဗတ်တင်မှာအမာခံပေးလို့ရမယ် hero တစ်ကောင်ကိုဆင်းတာပိုကောင်းပါတယ်။တကယ်လို့ Roma တန်ဆင်းထားမယ်ဆိုရင်တော့ကိုက damage ပေးမယ် hero တစ်ကောင်ဆင်းလို့ရပါတယ်။ဒါဆိုရင်အဲ့လိုမျိုး hero တွေကိုလိုအပ်တဲ့အတိုင်းဖြည့်ပြီးဆင်းနိုင်ဖို့အတွက် hero ဘယ်နှကောင်လောက်ကိုကင်တက်နေဖို့လိုအပ်လဲ။ဒါကိုတော့ကျွန်တော်အရင်ဗီဒီယိုမှာလည်းပြောပြခဲ့ပြီးသားဖြစ်ပါတယ်။အဲ့ဒီဗီဒီယိုကိုမကြည့်ရသေးတဲ့သူတွေအတွက်ပြောပြရမယ်ဆိုရင်တော့တကယ်လို့ဘော်ဒါက Roma ဆော့တယ်ဆိုရင်ဗတ်တင်ကိုအစာဆွဲထုတ်လို့ရမယ့် hero တစ်ကောင် enemy ကို pick up ဝင်ဖမ်းလို့ရမယ့် hero တစ်ကောင် enemy ဘက်ကအတင်းဝင်တိုက်လာတဲ့အခါမှာ cover ပြန်လုပ်လို့ရမယ့် hero တစ်ကောင်နဲ့ support တစ်ကောင်တို့ကိုလေ့ကျင့်ထားသင့်ပါတယ်
တကယ်လို့ကိုကဂျန်ဂယ်လာဆော့တာဆိုရင်တော့တန်းဂျန်ဂယ်လာတွေကဟီးရိုးတစ်ကောင် assassin ဂျန်ဂယ်လာတွေကဟီးရိုးတစ်ကောင်နဲ့ fighter ဂျန်ဂယ်လာတွေကဟီးရိုးတစ်ကောင်တို့ကိုလေ့ကျင့်ထားသင့်ပါတယ်။ EXP လင်းဆော့တဲ့သူတွေအနေနဲ့ဘတ်ထဲမှာ damage ကောင်းကောင်းပေးလို့ရတဲ့ဟီးရိုးတစ်ကောင်ဘတ်ထဲမှာအမာခံပြီးတော့ damage ကောင်းကောင်းပြန်ပေးနိုင်တဲ့ဟီးရိုးတစ်ကောင်နဲ့တန်ထဲက EXP ဆော့လို့ရတဲ့ဟီးရိုးတစ်ကောင်တို့ကိုကျွမ်းကျင်အောင်လေ့ကျင့်ထားသင့်ပါတယ်။ဂိုးလင်းဆော့တဲ့သူတွေကတော့ fighter ဂိုးလင်းတွေကဟီးရိုးတစ်ကောင်လေဂိမ်းမှာတင်းအောင် carry လို့ရတဲ့ massman တစ်ကောင်နဲ့အစာပိုင်းလိမ့်ရှင်ထိန်တဲ့အချိန်မှာအသာစီးရနိုင်မဲ့ massman တစ်ကောင်တို့ကိုကျွမ်းကျင်အောင်လေ့ကျင့်ထားသင့်ပါတယ်။နောက်ဆုံးအနေနဲ့ mid lane ဆော့တဲ့သူတွေကတော့လေဂိမ်းမှာ carry လို့ရတဲ့ mage တစ်ကောင်အစာပိုင်းမှာ damage ကျန်တဲ့ burst damage hero တစ်ကောင်နဲ့ battery ကိုအပြောင်းလဲလုပ်ပေးနိုင်တဲ့ utility mage တစ်ကောင်အပြင် zone mage တွေက hero တစ်ကောင်ကိုပါကျွမ်းကျင်အောင်လေ့ကျင့်ထားတာပိုကောင်းပါတယ်။တကယ်တော့ကိုကဘယ်လိုမှဘယ် hero ပဲကန်ကန် hero အားလုံးရဲ့ passive တွေ spell တွေနဲ့အားတာချက်အားနည်းချက်တွေကိုတည်ထားဖို့လိုအပ်ပါတယ်။ဒါမှဘယ်လို hero မျိုးပါလာရင်ဘယ် hero တွေဘယ်လို item တွေနဲ့ပြန်ပြီးကောင်တာထောက်လို့ရမလဲဆိုတာကိုသိနေမှာဖြစ်ပါတယ်။ Okay ဒါကတော့ solo, duo နဲ့ trio ဆော့တဲ့ခါတွေမှာဆော့လို့ကောင်းမဲ့ hero combo တွေရဲ့အကြောင်းကိုပြပြသွားတာဖြစ်ပါတယ်။ Borrow အနေနဲ့ရော solo ပို့ဆော့ပြလားဒါမှမဟုတ် duo တို့ trio တို့ပို့ဆော့ပြလားဆိုတာနဲ့အဲ့လိုဆော့တဲ့ခါမှာရောဘယ်လို hero တွေပို့ကင်ပြလဲဆိုတာကို comment section မှာပြောသွားပေးကြပါဦး။နောက်ပြီးတော့ဒီဗီဒီယိုလေးကနေ Borrow အတွက်အကျိုးရှိတာတွေတခုလောက်ရခဲ့တယ်ဆိုရင်ဗီဒီယိုလေးကို like လုပ်ပြီးတော့ channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်။ဒါဆိုရင်ကျွန်တော်နောက်ဗီဒီယိုမှာနောက်ထပ်အကြောင်းတစ်ခုနဲ့ပြန်လာမှာမို့လို့ကျွန်တော်တို့တွေနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။